ချင်းဝါပြီးတော့ဘူးပြုတ်ကိုရတော့ဟိုရရှိရုံနဲ့ပါတယ်ဒီမှာကိုရရအောင်ပေါ့နော်တချင်အောင်ဒီမှာလို့ရရှိတဲ့အတွက်ရရှိတော့တော့ဘုံကြည့်ပါစေဒီမှာအဆိုကိုတင်စင်ထားတာတော့ဒီကျမတို့ဒီလောကမှာအသက်ရှင်နေတဲ့ခဏတာလေးတော့အချိန်ပြမှာအိုခြင်းနာခြင်းသိခြင်းတို့ကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့အမြဲတမ်းပြောထားရှိတဲ့စကားလေးတစ်ခုရှိပါတယ်အဲစကားလေးကတော့ Jesus come quickly ဆိုတော့ကျွန်တော်တို့အမြဲပြောတယ်ဒီမှာကျွန်မနဲ့အတူဒီမှာရရှိလာကြတဲ့ယုံကြည်သူတွေနဲ့ခရစ်တော်တပန်းပြန်လဲကြွမြန်းလာတဲ့အချိန်ကိုညုံနဲ့ဆောင်စားနေကြမယ်လို့ကျွန်မယုံကြည်ပါတယ်အခုဘာလို့ဆိုတချင်းကချင်းလိုပဲဆိုတော့မှဖြစ်ပါတယ်ကျွန်မကြိုးစားပြီးတော့ဒီဆိုတော့မှဖြစ်ပါတယ်ရာဇောင်းကြောင့်ကဘောပါအမြင်ရပါတယ်me